ဒီလူကနေတိုင်းချွေးတံချိန်10တန်လောက်ထွက်ပါတယ်သူဘတ်စကားပေါ်ကိုတက်လိုက်တာနဲ့တစ်စက္ကန့်မပြည့်ခင်မှာပဲဘတ်စကားတစ်စီးလုံးသူ့ရဲ့ချွေးတွေနဲ့ပြည့်ချန်သွားခဲ့တယ်ဘတ်စကားထဲမှာချွေးတွေနဲ့ပြည့်လာတာကိုမြင်တော့ဘတ်စကားမောင်းသူမှာရွေးချယ်စရာမရှိတော့ပဲသူ့ကိုအမိပြက်စရင်နဲ့ထည့်သွင်းပြီးနောက်တစ်ခါဘတ်စကားပေါ်ဘယ်တော့မှအတက်မခံတော့ပါဘူးတခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးဒီလူကတက္ကစီငှားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တက္ကစီမောင်းသူကသူ့ကိုမြင်လိုက်တဲ့အခါမှာတော့သူကလေအေးပေးဆက်ကိုအမြင့်ဆုံးအထိချက်ချင်းဖွင့်လိုက်ပြီးဘေးအန္တရာယ်တစ်ခုကနေကတိလေးတင်ရှောင်ရှားနိုင်ခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဒီလူကစိတ်ပန်းဖြေဖို့ငါးတကောင်ကိုကင်ကျင်ခဲ့တယ်ဒါပေမဲ့သူမိဖို့နားကိုကတ်လိုက်တာနဲ့ချွေးတွေကချက်ချင်းပန်းထွက်လာပြီးမိကိုချက်ချင်းချင်းတက်သွားစေကငါးကိုတောင်ပြန်တက်ရှင်လာစေခဲ့တယ်သူ့မှာအပြင်ကနေအစားအစာမှာစားယုံကလွယ်ပြီးတခြားရွေးချယ်စရာမရှိခဲ့ပါဘူးအစားတောက်ဖို့သမားကသူ့တကားဝကိုရောက်လာတဲ့အခါမှာတော့သူကြောက်လန့်တကြားဖြစ်သွားခဲ့တယ်ဒီလူရဲ့အိမ်ထဲမှာပန်ကာတတာစင်လောက်ဖွင့်ထားတာကိုသူမြင်လိုက်ရတယ်ဘာလို့လဲဆိုတော့သူသားပန်ကာတွေနဲ့ဝေးသွားတာနဲ့ချွေးတွေကမရက်မနာပန်းထွက်လာမှဖြစ်လို့ပါပဲအစားတောက်ဖို့သမားကတော့အဲ့ဒီနေရာမှာပဲလုံးဝကိုကြက်တေသွားခဲ့တယ်ကုမ္ပဏီကတန်ရှင်းရေးဝန်ထမ်းကတော့ပိုအောင်ဆိုးပါသေးတယ်ကျမ်းပြင်ကိုတန်ရှင်းအောင်တိုက်ပြီးခါဆက်မှာပဲဒီလူကရုံးခန်းထဲကိုရှောက်ဝင်လာပြီးကျမ်းပြင်ပေါ်မှာရေလမ်းကြောင်းတစ်ခုကိုခြံထားခဲ့တယ်သူဘလောက်တောင်ဒုက္ခပေးနေလဲဆိုတာကိုသူကိုယ်တိုင်တောင်သတိမထားမိပါဘူးဒီနေ့မှာသူကအဲ့ဒီတယောက်ရဲ့ကွန်ပျူတာကိုပြင်ပေးပြီးတဲ့နောက်လုပ်ဖော်ကိုင်ဖက်တယောက်ဝင်လာခဲ့တယ်ဒီလူကမခံနိုင်လောက်အောင်ပူလာခဲ့တယ်ချွေးတွေကချက်ချင်းပဲပန်းထွက်လာပြီးအဲ့ဒီရဲ့ကွန်ပျူတာကိုလုံးဝကိုပျက်စီးသွားစေခဲ့တယ်အဲ့ဒီမှာကွန်ပျူတာအစ်စ်တစ်လုံးဝယ်ရုံကလွယ်ပြီးတခြားရေးချယ်စရာမရှိတော့ပါဘူး